အစားတောက်စားကြလို့လားစားတာပါဆိုကားတော့ရောက်နေပါတယ် ကိုရီးယားကိုခဏရောက် ကိုရီးယားခဏရောက်ချမ်းလက်ချမ်းနေရသေးဘူးကငါတို့ orange မထိုင်စင်ပြီလားရှယ်ပဲဘိုက်တအားတင်းသွားပြီဒါတော့မှနည်းနည်းကြံနေသေးတယ်ဒါပေမဲ့ဘယ်လို့မှဆက်ပြီးတော့မစားနိုင်တော့ဘူးအခုဆန်းတော့ပတ်ဆက်သွားရှင်းလိုက်တယ်သွားရှင်းလိုက်တာပြောရရင်တော့10သိန်းကျော်တော့ကြာတယ်ပေါ့နော်သူတို့ဒီမှာကဒါနန်းမှာကများသောအားဖြင့်ကတော့ cash ပဲတုံးတယ်ဒါမဲ့လို့ကတ်နဲ့အဆင်ပြေတယ်ကတ်ကလေးနဲ့ဖြတ်လိုက်ပြီးအဆင်ပြေတယ်ပြီးတော့လေဒီဆိုးကားတဲ့ကိုရီးယားဆိုင်လေးကလေစားလို့တောက်လို့လည်းကောင်းတယ်အစားတောက်ဆင်ပြေကြတယ်အခုဆိုလို့ရှိရင်တစ်ဆိုင်လုံးမှာအပြည့်ပဲကိုရီးယားတွေအကုန်လုံးအပြည့်ဝိုင်းတွေအကုန်လုံးချိုးပြီးတော့သူတို့ reserve လုပ်ထားတယ်ပြီးတော့ဟင်းပွဲတွေချိုးမှထားကြတယ်အုပ်စုလိုက်တွေတငယ်ချင်းလိုက်တွေလာကြတယ်အဲ့တော့ဒါလေးကတော့ဒါနန်းမှာပေါ့နော်ကိုရီးယားအစားတောက်လာစားခြင်းအမှတ်တရလေးပေါ့နော်အမှတ်တရလေးပါတတာ